မြေတူလေးနေ့စဉ်လိုက်ပြနေတဲ့ပစ္စည်းလေးထဲမှာကမြေတူလေးအကြိုက်ဆုံးပြောပါဆိုရင်ကဲဘာလေးလဲဆိုရင်ပါနီလေးပါရှင်ပါနီလေးကအပြတ်ပါပဲနော်ကိုလိုက်ပြတာကမြေတူလေးမိုက်ချာလေးပါမိုက်ချာလေးကကောလာဂျင်မိုက်ချာဖြစ်တဲ့မျက်နှာသားရေး၆တဲ့သူမျက်နှာမှာအမဲစက်တိတ်တွေရှိတဲ့သူတွေအတွက်အဆင်ပြေပါတယ်ဒါကမြေတူလေး daily life ဖြစ်နေတဲ့ပစ္စည်းလေးပါနော်နောက်တစ်မျိုးကကိုမျက်နှာသားရေးကိုတစ်ဆက်ဖြူစင်ဝေးပါစင်မဲ့ဖိုက်တနီစီရာခွဲလေးပါရှင်မျက်နှာသားရေးကြီးနောက်နေတဲ့သူတွေပြီးတော့မျက်နှာအသားရ၆တဲ့သူတွေမျက်နှာမှာအမဲဆေးရှိတဲ့သူတွေအတွက်ဘောနော်ကြည်ကြည်ပြပြလေးနဲ့ glow ချင်တယ်ဆိုရင်တော့ဒီ Fightini Serum Cream လေးကို try ကြည့်လို့ရပါတယ်ရှင်တွေ့ရပါကလေးကတော့အရန်ကိုမှမိုက်တယ်မြေသူလည်းအကြိုက်တယ်မှာပါပါတယ်ရှင်ဒါလေးကိုလိမ့်လို့ရှိရင်တိတိတတလေးနဲ့เนาะပြပြကြည်ကြည်လေးနဲ့ glow စေပါတယ်ရှင်မိုက်တာလေးနဲ့သူ့ရဲ့ work လေးကိုနှမျိုးလိမ့်လိုက်လို့ရှိရင်လည်းအရန်ကိုမှအဆင်ပြေပါတယ်ကိုမြိတ်သူလေးလိုက်ပြတာကเนาะ MD foundation လေးပါသူ့ထဲမှာအားသာချက်က SPF 30ပါတာဖြစ်တဲ့အတွက်နေရောက်ချီကိုเนาะကောက်ွယ်ပေးနိုင်ပါတယ်ရှင်သူက collagen sunscreen collagen makeup လေးဖြစ်တဲ့အတွက်เนาะအဓိကအားသာချက်က